ကြီးရဲ့ပိုင်ရှင်တကယ်ချင်းအလုံးနဲ့တိုင်မဲ့တဲ့ကွဲပြီးတော့ငိုင်းနေလို့ကူတာဘေးဖို့ထိုင်ပြင်းတော့မှပြန်ပြီးတော့ခွေးမြဝိုင်းလည်းမဟောင်ခင်ပြေးခဲ့ရတဲ့မောင်ရင်တယောက်တော့ပဲမလဲပြောရီးစားထားတဲ့တင်တို့အသက်ကွဲရောကမဝင်ဖို့ကူတာဘေးမငွေချေမလို့လွယ်ပါလားဒီခေတ်ဒီခါအသက်ကွဲတာသူတို့မနှက်စားရင်ဖွေးရတာလေကွာမတတ်တာနာညီလို့လားညာပဲရောက်တဲ့ချိန်ဆိုဖုန်းဆက်ပြောကထိုင်ကိုပြောလိုက်ရတဲ့ဆောက်တင်ချိုးမိုးလင်းမဲ့ချိန်မီကိုဖုန်းချပေးတဲ့စိတ်မျိုးရှိတာကျေးဇူးပြောမလိုက်ရတဲ့အိမ်မက်တယောက်တည်းပဲတော့သူမနေတတ်ဇလန်ထက်ရှုံးအောင်မလို့ဝေးခဲ့ရတာမချင်တဲ့ရှိတဲ့ပြဿနာရှာတဲ့စေဖို့ပေးရမလို့တော့ပါပြီကွာဒီခေတ်ဒီခါအသက်ကွဲတာမစမ်းတော့ပါငယ်ချင်းဖြစ်တာလေကွာမတတ်တာပင်ပန်းလို့စရာ